အညာကျရမင်းကလေးကိုရွေးချယ်ရတဲ့အကြောင်းရင်းလေးချက်အဖက်ဖက်ကပြေဆုံးတဲ့သူကိုထားခဲ့ပြီးဘာမှမရှိတဲ့အညာကျရမင်းကလေးကိုမှဘိုးလက်တွဲပေါ်အဖြစ်ရွေးချယ်သွားတဲ့အမျိုးသားတွေကိုမြင်မှုကြမှာပါသူတို့ဘာကြောင့်ဒီလိုရွေးချယ်ကြတာလဲဆိုတာစိတ်ဝင်စားစရာအချက်၄ချက်ရှိပါတယ်နံပါတ်1စိတ်အေးချမ်းမှုကိုပိုလိုအပ်ခြင်းအပြင်လောကမှာရုန်းကန်နေရတဲ့အမျိုးသားတွေဟာအိမ်ပြန်ရောက်တဲ့အခါမာနနဲ့ဂုဏ်ဒရက်တွေချက်မိမိကိုအဆင့်အမှန်စိတ်အေးချမ်းမှုပေးနိုင်မဲ့ရှင်ခွင်တစ်ခုကိုပဲတန်းတားကြလို့ပါနံပါတ်2ဘာမှမရှိချိန်အထိရှိပေးမဲ့စစ်မှန်တဲ့မြတ်တာရုပ်ရည်နဲ့ငွေကြေးကပြောင်းလဲနိုင်ပေမဲ့ကိုကြဆုံးနေချိန်တောင်လက်ကိုမြဲမြဲတွဲပြီးအေးတူပုံမြရင်ဆိုင်ပေးဝင်တဲ့သူမရဲ့စစ်မှန်တဲ့မြတ်တာကိုပို့ပြီးတန်ဖိုးချကြပါတယ်နံပါတ်3အရှိကိုအရှိအတိုင်းနားလည်ပေးနိုင်မှုအပြစ်မှန်ကကြောက်ပါမှုတွေချက်တရက်ကိုတယောက်အရှိအတိုင်းနားလည်ပေးနိုင်မှုယုံကြည်ပြီးနားလည်ပေးမှုကသာအချစ်ကိုပို့ပြီးလေးနက်စေတဲ့ဆိုတာသိသွားလို့ပါနံပါတ်4စိတ်အေးရခြင်းကသာအဓိကဖြစ်ခြင်းဘဝကိုရည်ရှိလက်တွဲဖို့အတွက်အပေါ်ယံအဆောင်ရောင်တွေချက်စိတ်အေးချမ်းရမှုကအရေးကြီးဆုံးမို့အညာထရမင်းကလေးရဲ့လက်ကိုရွေးချယ်လိုက်ကြတာဖြစ်ပါတယ်အမျိုးသားတွေဟာဘဝလက်တွဲဘက်ကိုရွေးချယ်တဲ့အခါမျက်စိပရာဒဖြစ်မဲ့အလားပါချက်နှလုံးသားအေးချမ်းမဲ့စိတ်သဘောထားကိုသာအဓိကထားရွေးချယ်လေးရှိကြတာပဲဖြစ်ပါတယ်